ဟုတ်ပြီကျွန်တော်ပြတွေ့ကြရပါဆိုတော့ you know ဘွားဆိုတာရုပ်ရှင်တစ်ပုဒ်ပါတယ်အဲ့တော့မှကျွန်တော်တို့ကိုယ်တိုင်ကျွန်တော်တို့ကိုစီဘွားမှာကျွန်တော်တို့ကအဓိက main character ပဲအဓိကဇက်ကောင်ပဲဒါပေမဲ့အဲ့လိုမျိုးကိုယ့်ရဲ့မသိသေးကောင်ကိုလုံးဝအဓိကဇက်ကောင်တမတ်တဲ့ပုံစံနဲ့အကြောင်းရည်လည်းရှင်းတယ်ကိုယ်တိုင်ကတင်မလားအလေဘဝကနေအရာအလုံးဖြစ်တဲ့အားလုံးကအလေဘဝနေပဲငါဆိုရဲ shoot down ပုံစံတွေကို POV point of view ကနေပြီးတော့ experience လုပ်တယ်ခံစားရတယ်ကြုံတွေ့ရဆိုတော့အဓိကဇက်ကောင်ပဲကိုမသိသေးကောင်တတ်မှတ်ထားတယ်ဒါပေမဲ့အဓိကပြောချင်တဲ့ချက်ကအဲ့လိုမျိုးဇက်ကောင် main character အနေနဲ့ရှင်တဲ့လူကတရားမှာ2ယောက်လောက်ပဲရှိတယ်တရားမှာ98ယောက်လောက်ကကျွန်တော်ပေါင်းမှာပဲညောင်းမ blame နေကိုရင် blame ပါတယ်ကိုစားလိုက်လို့ထင်နေပေမဲ့လည်း victim တားကောင်အနေနဲ့ပဲရှင်တဲ့နေတာများတယ်သူအများစုကတော့အဲ့လိုမျိုးတားကောင်နေရှင်တယ်လည်းအဓိကရှင်းပါတယ်အဓိကကျွန်တော်ပြောချင်တာဗျာသူများ blame နေဆိုတော့သူများမှထောက်ပြရဆိုတော့ကိုမားကိုပေါ့ကိုမားကိုနားလည်ပြီးပြန်တုံးတက်ပြီးတော့ကိုမားကိုပြန်ထောက်ပြပြီးတော့ပြန်နေတဲ့သဘောပါတယ်ဆိုတော့အဓိကကျွန်တော်ပါပဲကျွန်တော်ကိုယ်တိုင်သိမလားကိုသုံးမကြတော့အောင်မြင်အောင်ကချားရလိုက် play နေတယ်မလားကိုရဲ့နိုင်ငံရေးအခြေအနေကြောင့်ကိုရဲ့မိသားစုတိုင်းဝိုင်းကြောင့်ကိုရဲ့ background ဘာညာကြောင့်ပေါ့ကိုအမားတစ်ခုလောက်လိုက်တိုင်းအမားကတော့ကိုမားကိုလက်မခံအောင်သူများကိုဆွဲချရအပြစ်တင်တယ်ကိုသုံးမကြတော့မအောင်မြင်နိုင်နေသူများကို like play နေစင်ကြီးတွေအများကြီးရှိနေတယ်ပေါ့အဓိကအဲ့ဒါတင်မလားငါနင်းကြောင့်သူငါ့ကိုလည်းပြောလိုက်လို့ငါစိတ်ခံစားသွားတယ်ငါ trauma ရသွားတယ်အဲ့လိုမျိုးငါ background ကြောင့်ငါမအောင်မြင်ဘာညာပေါ့တင်မလားဘယ်နဲ့ဖြစ်တဲ့အခမ်းအနားကြီးရတော့ like sounds like gay အဲ့လိုဖြစ်နေရပေါ့ဆိုတော့အဓိကရှင်းပါတယ်ဒီ victim mindset နဲ့ victim နဲ့ main character အဓိကကွာခြားချက်ကတော့တာယူမှုတာဝန်ခံမှုပဲဆိုတော့ပြောချင်တာဗျာကျွန်တော်ဒီမှာဆရာကြီးလို့ပြောချင်တာလည်းမဟုတ်ဘူးခင်ဗျားကိုဆရာလို့ချင်တာလည်းမဟုတ်ဘူးကျွန်တော် realize ဖြစ်သွားတော့အစားရဲတဲ့တောက်ကြည့်တယ်ဒါပေမဲ့ခုနောက်ပိုင်းမှာပို့ပြီးတော့ဘာလို့ပြောရမလဲတိတိတတ်ထင်ရှားပေါ့တိဘယ်လိုပြောထင်ရှားပေါ့ပို့ပြီးတော့တိနားလေသွားတာအဓိက foundation ပဲ foundation တစ်ခုနဲ့စရမယ်ကိုကဘယ်လို level မှာဘယ်လိုတိုင်းဝိုင်းမှာဘယ်လိုဘယ် level ဖြစ်ဘယ်တိုင်းဖြစ်ကိုကတစ်ခုအောင်မြင်နေဆိုရင်အဓိက foundation တစ်ခုလိုပဲဘာလဲဆိုတော့အဲ့တောင်ယူတောင်ခံမှုပဲဘာလဲဆိုတော့အဲ့လိုမျိုးချွင်းချက်ထားလို့မရဘူးဗျာတော့အကျွင်းမဲ့ခံချက်တစ်ခုလိုပဲ mindset တစ်ခုလိုပဲချွင်းချက်မရှိရဲတော့အကျွင်းမဲ့ဟုတ်လားတော့ခိုင်မာတဲ့ mindset တစ်ခုလိုပဲဘာလဲဆိုတော့ကိုယ့်ဘဝမှာဘာတွေပဲဖြစ်ခဲ့ဘာတွေပဲဖြစ်နေဘာတွေပဲဖြစ်လာအားလုံးဖြစ်ခဲ့တဲ့များဖြစ်နေတယ်များဖြစ်လာတဲ့များအားလုံးရဲ့တရားခံကိုပဲကိုအမားမလုပ်လဲကိုအမားပဲကိုအမားမလုပ်လဲကိုကို play မယ်ကိုကိုတောင်းယူမယ်ကွာသိမလားဘာဖြစ်လာတဲ့များဟာအားလုံးကကိုကြောင်ပဲဆိုအဲ့ဒီ mindset ကြီးကို foundation လုံးဝချဖို့လိုတယ်အဲ့ foundation တစ်ခုချပြီးသွားပြီဆိုတာနဲ့သိမလားကိုပြောင်းလဲဖို့ကကိုကောင်းတဲ့လူတစ်ယောက်ဖြစ်ဖို့ကြိုးစားဖို့အများကြီးပို့လေသွားပြီကိုမားကိုလက်ခံလိုက်ဖြစ်တဲ့အတွက်ကိုမားရှိမှတည်တယ်ကိုမားတို့ထားမှတည်တယ်ဆိုတော့ကိုပြင်လို့ရပါတယ်ပြင်အမားတွေပြင်နဲ့ကိုပြောင်းလို့ရပါတယ်ဒါတော့မှသိမလားကျွန်တော်လိုပဲပေါ့မြောက်လိုက် blame မယ်ဆင်ញင်ပေးမယ်ဆိုရင်တော့ကိုမားကိုလက်မခံတော့ကိုမားကိုမပြင်တော့သိမလားသုံးကြတဲ့ကောင်ဖြစ်ပြီးတော့ဘယ်တော့မှလည်းအောင်မြင်မှာမဟုတ်တော့ဘူးဒီအမားနဲ့ပဲဆက်ပြီးရှင်းသွားမှာအမားလည်းမပြောင်းနိုင်တော့ဘူးကောင်းတဲ့လူလည်းဖြစ်မလာဘူးဆိုရှင်းပါတယ်ဒီ foundation ရှိလိုက်ပြီဆိုတာနဲ့တကယ်ကိုတိုက်တဲ့အတိုင်းပဲဘယ်နဲ့ဘယ်အတိုင်းမှမဆိုကိုကအောင်မြင်ဖို့ percentage ကတော့69လောက်ဖြစ်သွားပြီရမ်းများသွားပြီအောင်မြင်တော့ဆိုတော့ကိုတောင်းကြည့်တော့ကိုအမြဲတမ်းကောင်းကြိုးစားနေအတွက်ဆိုတော့အဲ့ဒီ foundation မရှိဘဲနဲ့ကွာဒီတိုင်းအများတွေကိုဝေဖန်တာလည်းမဟုတ် just လောက်တာလည်းမဟုတ်ပေါ့အဲ့လိုမျိုး foundation မရှိဘဲနဲ့ပေါ့မြောက်လည်းလွှဲချပြီးတော့ဒီမှာကိုယ့်ရဲ့မိသားစုတိုင်းရောအတိုင်းဝိုင်းကြောင့်ကံကောင်းလို့ background ကြောင့်ပေါ့အဲ့လိုမျိုးပတ်သက်ရှိတဲ့လူတွေအောင်မြင်တဲ့လူတွေတို့ဘယ်လောက်ပတ်သက်ရှိနေပါလဲတို့ပဲချမ်းသာနေပါစေဘယ်လောက်ပဲရုပ်ရည်ဒီမှာကြည့်လို့ကောင်းဖာညာပဲဖြစ်နေတို့အမြင်အောင်လေတို့အောက်ကြဖို့နားလေပဲဟိုနာဖို့ပဲရှိတော့တယ်ဘာလို့ဆိုတော့ foundation မရှိသေးရတော့ဘယ်လောက်ပဲဘယ်လိုအကြောင်းကြောင့်အောင်မြင်နေဒီမှာအောက်ကိုပြန်ကြမှာပဲကွာ foundation မရှိအချိန်မခိုင်းတော့ကြိုလဲမှာပဲဆိုတော့အဲ့ဒီအရာတစ်ခုမွေးလဲမှာပဲအဲ့ဒီ foundation ရှိမှာပဲကွာတကယ်ကိုတတ်မှတ်ထားတဲ့အတိုင်းပဲ main character တယောက်အနေနဲ့ကိုယ့်ဘဝကိုရှင်းသနိုင်ပါအားမဟုတ်တော့အများနဲ့ victim အနေနဲ့ပဲကွာအများနဲ့သူများဝေဖန်ငါတိုက်ခိုက်တယ်ငါ့ကိုသူအဲ့လိုပြောရဲလို့ဝေဖန်တယ်ပြီးတော့ one day ပြီးတော့ပြန်လာအများနဲ့အခမ်းပဲကြီးပဲကိုမားကိုမသိဘူးကိုလည်းကိုကောင်းမလုပ်ပဲနဲ့ဒီတိုင်းပဲ victim တယောက်နေပဲအခမ်းပဲကြီးရတယ် like a fucking gay ပေါ့အဲ့လိုပဲရှင်းနေတော့မှာပြောချင်တာရှင်းပါကျွန်တော်လည်းဒီအောင်ကျွန်တော်လည်းအဲ့ဒီ foundation 100% apply လုပ်နိုင်သေးပါဘူးဟိုကစပြီး adapt စပြီးမွေးမြူနေတဲ့အချိန်ပဲစပြီးတော့ပြိုးထောင်နေတဲ့အချိန်ပဲရှိသေးတယ်ဆိုတော့ကိုယ်ကလည်းကြိုးစားမယ်သူတခြားကိုယ့်တဲ့ငယ်လူတွေကိုယ့်တဲ့ကြီးရဲ့လူတွေရောပေါ့ကဲကိုယ့်ရဲ့ရွယ်လူတွေပေါ့တခြားလူတွေကျွန်တော်ဒီ message ပေးချင်တာတော့ဘာပဲဖြစ်နေဘာပဲဖြစ်လာအဲ့ဒီ foundation ကိုတော့တကယ်လူတိုင်းရှိတယ်လို့ထင်တယ်ဆိုတော့ကိုရှိတယ်ဗျရှိရမယ်ဗျအဲ့ဒါမရှိရင်တော့ကိုယ်ကြားဖြစ် foundation မရှိရင်တော့ gay ပေါ့ကျွန်တော်လည်း gay ခဲ့ဆိုတာအောင်လည်း gay ဆိုတာမဟုတ်စိတ် mentally gay ပေါ့သိပါအမြဲတမ်းပြတင်ဆိုတော့ okay ဆိုတော့အဲ့လိုမျိုးပြောချင်တာတော့ဘာဖြစ်ပါဘာမှညောင်း blame နဲ့ဥပမာတစ်ခုပြန်ရင်ကိုကမိုးရွာလို့ကိုအပြင်သွားလို့မိုးရွာလို့မိုးဆွရင်ကျွန်တော်မှာအကိုမှာပဲဒီမှာမိုးတော့ blame လို့မရအောင်ကိုရာသီဥတုလည်းကိုထင်ချုံနိုင်ကြမရှိဘူးကိုဖျားလည်းမဟုတ်ပါဘာမှထင်ချုံနိုင်ကြမရှိဘူးဆိုတော့အပြင်သွားလို့မိုးရွာလို့မိုးဆွရင်ကိုမှာပဲလေကိုကကိုယ်တိုင်ချင်းယူခဲ့တာဒါမှမဟုတ်ကိုမိုးမရွာလောက်တဲ့အချိန်ကိုကိုမရွေးနိုင်တာဘာဖြစ်ပေါ့ဒီမှာသွားလို့မိုးရွာလို့မိုးမြင်တော့ကိုကို blame ရမယ်ငါတော့မကြပါဘူးဒါ
မင်းကို blame တာပြီးရင်လည်း blame ဆိုတာအားရတိုင်းအပျော်သဘောပဲဒီတိုင်း blame ခိုင်းတာမဟုတ်ဘူးကွာတိလားအပျော် blame ခိုင်းတာမဟုတ်ဘူးအဓိက blame နဲ့ဆိုရွေချက်ကရှိတယ်ရွေချက်ရှိနဲ့ blame တာအဓိကပြင်ကြောင်းလဲကျင်တော့အမားကိုလက်ခံတယ် blame နဲ့ဆိုတာအမားကိုမှန်ကိုတီးတော့အမားကိုလက်ခံတယ်အမားကိုတီးရဆိုတာအမားကိုလက်ခံတယ်ဆိုတာပြင်ဖို့အမှန်ပြင်ဖို့ပြောင်းလို့ blame ဒါပေမဲ့ time blame ပြီးတော့မလုပ်ရင်လည်းလက်ကားပဲကွာအခုဆိုရမှာစိတ်နှောက်ချက်ရှိဖြစ်ဖို့ပဲရှိတယ်ဆိုရွေချက်ရှိနဲ့ blame တာဆိုတော့ကို blame မှာဘူးမှပြစ်မတင်ပါနဲ့ဘလောက်ပဲတကယ်နှောက်ချက်တွေခက်ခဲတွေဘလောက်ပဲမတရားမှုတွေပေါ့နိုင်ငံရေးပဲဖြစ်ကိုယ့်ဘဝပေါ့ကန်ဂျမာပေါ့ကြွားတာကြီးကဘလောက်ပဲဘဝမတရားဘူးဘာညာဘာကြီးဖြစ်နေပါ blame ပါနဲ့ဘယ်တော့မှမ blame ပါနဲ့ကိုယ့်ကို blame ပါပြင်ရင်လည်းပြောင်းလဲပါမကောင်းတဲ့လူကြောက်ဖြစ်အောင်အဲ့ဒါပါပဲအိမ်မက်ဆေ့ချ်လေးပဲပေးချင်တာပါအားလုံးကျေးဇူးတင်ပါတယ်